ဘသူကိုမှမဆက်သွဲပဲနေကြည့်လိုက်ဘသူကမှအရေးတီကိုလှုပ်ပြီးဆက်သွဲမလာတာကိုသိလာလိမ့်မယ်ဘသူကိုမှမရောပဲဖာတိဖာတာနေကြည့်လိုက်ဘသူအတွက်မှကိုကအရေးမပါတော့ဘူးဆိုတာကိုသိလာလိမ့်မယ်လူမဆက်သွဲတတ်တဲ့လူသုံးလူတွေကလွဲရင်ကိုအနားမှာကိုပဲရှိတယ်တခါတလေတော့လောကကြီးကမတရားဘူးကိုဘကအစစ်မှန်တွေပေးပြီးပြန်ရတာတော့အတူရောင်နေကြီးပဲမလိုတမျိုးလူတမျိုးလူတွေရဲ့အမျက်နှာနှစ်ခွက်နဲ့ရှေ့တမျိုးကွက်ရတမျိုးလူတွေရဲ့ကိုထက်တာမနာလိုတဲ့လူတွေရဲ့ကြောက်တွန်းတက်တဲ့လူတွေရဲ့ကြားမှာတိတိလျက်နဲ့ဟန်ဆောင်ပြီးပြုံးပြရတယ်အရန်ပင်မယ်အစင်မပြေဘူးဆိုပြီးချင်းဖွင့်တော့လေနောက်ွယ်မှာဟာတိုက်ရည်တဲ့သူတွေကြီးပဲမှုခံစားချက်တွေကိုမျိုးသိမ့်တက်လာတယ်နောက်ဆုံးတော့လေကိုပဲအဖော်ပြူပြီးတဖြည်းဖြည်းနဲ့အစင်မပြေမှုတွေကြားမှာရင်းကျက်လာတယ်